ကောင်းချီးကိုတင့်တက်တာမှာလိုချင်စိတ်ရှိတော့အဲ့ဒီအခါမှာဘုရားသခင်ကလေတင့်အတွက်ချပေးမှာဖြစ်တယ်အာမင်ကျမတို့ခုနပြောသလိုပဲတာမန်လူတွေပေါ့ဘုရားကိုသိတဲ့သားသမီးတွေအသက်တာမှာလေမျက်နှာသားနဲ့သွားဖို့ကောင်းခြင်းနဲ့သွားဖို့အောင်မြင်ခြင်းအသက်တာနဲ့ရှောက်လန်းဖို့တကူကျမတို့ယေရှုခရစ်တော်ကကားတိုင်းမှာအသေးခံပေးခဲ့တာဒီအရာကိုကျမတို့သုံးဆန်းမှာကောင်းကောင်းကြီးခရစ်တော်ပေးခဲ့တဲ့ကောင်းကြီးမင်္ဂလာကသင်နဲ့ကျမအတွက်ဖြစ်တယ်အာမင်နောက်တစ်ချက်ကျမတို့ကြည့်အောင်မရှောက်ဖို့သေးသောနေ့အတွက်ပြင်ဆင်ရမယ်ယောရှုမတ်စာခန်းကြီး3ငယ်4နဲ့5မှာတက်တာတော်နှင့်သင်တို့စัจ जा ကိုအတောင်အတောင်ချား၍ခရီးကွာစေရမည်လိုက်ရသောလမ်းကိုသိမိကြောင်းတက်တာတော်အနည်းဆုံးမချင်းကပ်ဖယ်လိုက်ရမည်ဤလမ်းကိုသင်တို့သည်တစ်ခါမျှမလိုက်ကြသေးဟုလူအပေါင်းတို့အားမှာထားကြ၏ယောရှုကလည်းသင်တို့သည်ကိုတန့်ရှင်းစေကြလော့အကြောင်းမူကားနတ်ဖြန်နေလိုက်ခါရဖျားသည်အံ့ဘွယ်သောအမှုတို့ကိုသင်တို့တွင်ပြုတော်မူမည်ဟုလူများတို့အားမှာထား၏အာမင်ကျမတို့နတ်ဖြန်ကိုမတွေ့ဘူးသေးကျမတို့ပလန်နာချထားတာအသင်းတော်မှာတစ်နှစ်တာလုံးကျမတို့ပလန်လောက်ကြတယ်ကလန်ဒါကိုရေးဆွဲကြတယ်ဒါပေမဲ့ဘာတစ်ခုမှမသိသေးဘူးသိချမရေရမသိသေးဘူးစာအုပ်ထဲမှာပဲရှိသေးတယ်ဘာတစ်ခုမှမဖြစ်လာသေးဘူးကျမတို့အသက်တာမှာလည်းလေဖခင်ကလေမလျှောက်ဘူးသေးသောအသက်တာမလျှောက်ဘူးသေးသောနှစ်အတွက်ကျမတို့ကြိုတင်ပြင်ဆင်ဖို့အတွက်ဖခင်ကမှာကြားထားတာဖြစ်တယ်ကျမတို့ဒီကလန်ဒါနော်ဒီတစ်နှစ်တာလုံးလုပ်တဲ့ခါမှာတကယ်တမ်းလုပ်ရမှာကတော့စက်တင်ဘာလလောက်ကကျမတို့ပြင်ဆင်ဖို့လိုတယ်ပေါ့နော်ဒါပေမဲ့ကျမတို့အသင်းတော်ခမစတဲ့အတွက်ကြောင့်မလို့ဟိုနော်တယောက်နဲ့တယောက်ဖေးမချင်းအဖြစ်နိုဝင်ဘာလလောက်မှာကျမတို့စပြင်တဲ့ခါမှာတစ်နှစ်တာလုံးအတွက်ပြီးသွားပြီဖခင်ကလေဒီမှာပြောထားတယ်တက်တာတော်နဲ့သင်တို့စัจ जा ကိုအတောင်ချား၍ခရီးကွာစေရမည်ဖခင်ကပလန်နာဖခင်ဖြစ်တယ်သူအလုံးလုံးတဲ့ခါမှာစိတ်ရင်းနဲ့အင်းနဲ့အတိအကျအလုံးလုံးတော့ဖခင်ဖြစ်တယ်ကျမတို့လေစင်းရေးချပါ10ခုအခု20တစ်ခုပြီးတစ်ခုလုံးမယ်လို့ရေးချပါအဲ့ဒီအရာကိုဖခင်ကိုပြပါကိုတော်ဒီအရာကျမအတွက်နော်ကိုတော်ဒီစင်းရှိတယ်ပြပါဖခင်ကလည်းလေတိ့မှာစင်းဘယ်လောက်ရှိလဲသူကြည့်မှာပဲအဲ့ဒီတိုင်းဖခင်ကအလုံးလုံးပေးသွားချင်တာဖြစ်တယ်လိုက်ရသောလမ်းကိုသိမြင်ကြောင်းတက်တာသောအနည်းတို့မချင်းမလိုက်ရမည်ဤလမ်းသို့သင်တို့ဒီတစ်ခါမှမလိုက်ကြသေးဘူးနောက်တနာရီမှာဘာဖြစ်လဲကျွန်မမသိဘူးဘယ်သူမှမသိကြဘူးဖခင်လည်းသိတယ်သင်မလျှောက်ဖို့သေးသောလမ်းကိုလျှောက်တော့မယ်ဆိုတော့ဖခင်သိတယ်အဲ့ဒီခါမှာဘာဖြစ်လဲသူသင်နဲ့အတူပါရှိတယ်ဆိုရဲဂတိစကားကိုဒီမှာပြောထားတာဖြစ်တယ်သင်တို့ဒီကိုတန့်ရှင်းစေကြတော့အကြောင်းမူကားနတ်ဖြန်နေ၌ထာဝရဘုရားသည်အံ့ဘွယ်သောအမှုတို့ကိုသင်တို့တွင်ပြုမည်အာမင်ကျမတို့အသက်တာမှာအံ့ဩဖွယ်ကောင်းတဲ့အမှုတွေဖခင်ပြုဖို့အတွက်ဖိတ်ခေါ်ပါဖခင်ကိုကျမတို့နှလုံးသားတွေတန့်ရှင်းအောင်ထားပါဒီနော်ပြီးရဲ့နှစ်အတွက်ကိုကျမတို့ဘာဖြစ်လဲအတွေးခေါ်ဟောင်းတွေဆုံးတော့ပါ traditional တွေလာတယ်နော်ကျမတို့အသက်တာတွေဖခင်မျက်မှောက်တော်တွေမှာကျမတို့ကြောက်အောင်သွားပါနော်ကျမတို့အရင်တော့လုပ်ခဲ့မှုတဲ့ဒီလုပ်နေကြပုံစံတွေကိုကျမတို့ဆက်လုပ်ပြီးတော့2023ခုနှစ်မှာကျမတို့အသက်ကိုပြင်ဆင်ရအသက်တော်ရရင်မျောနေရအသက်တော်ကောင်းခြင်းတွေကိုကျမတို့မျက်မှောက်ပြုရအသက်တော်အချိန်တွေကိုဖခင်ကိုပေးရဖခင်ကိုပြီးခဲ့တဲ့နှစ်ကကျမတို့မိနစ်20လောက်ဆူတောင်းကျမ်းစာဖတ်လုပ်တယ်ဆိုလို့ရှိရင်ဒီနှစ်မှာဖြစ်တယ်ကျမတို့ဝိညာဉ်ရတယ်လို့တစ်စစ်ပြင်းရနောက်ခုနကကျမတို့ဘာပြောရတယ်အစာရှောင်နေတပတ်တဲ့အာမင်သက်ကောင်းနေဖခင်အတွက်သင်အချိန်ပေးတာလည်းမြတ်ဖခင်ကလည်းသင်ကိုအချိန်ပို့ပေးမယ်ကောင်းကြီးပို့ပေးမယ်အော်ဝယ်တော့အမှုတို့ကိုတင်တို့မှာအစင်မြဲဖခင်ကပြုတ်ချင်တဲ့ဖခင်ဖြစ်တယ်ခုနကကျမပြောသလိုပဲရိုးရိုးလေးတွေဖခင်ကလုပ်ဖို့အတွက်ပြင်သွားတယ်ဒီခါကျမတို့ဘာသာရေးနဲ့ဖခင်စီသွားတယ်နှစ်ပေါင်းများစွာရှိတယ်တင်တို့စုံနေတဲ့တခြင်းတဲ့ငါနားကြီးပြီတဲ့တင်တို့ထိုးနေတဲ့တရောတွေငါနားကြီးပြီတဲ့ဖခင်ကပြောတယ်ကျမတို့အသက်တာမှာအမှုအသက်ကိုဖခင်ကိုပြုတ်စေခြင်းနဲ့ဆိုလို့ရှိရင်ကျမတို့ဖခင်ကိုကိုးဝယ်ခြင်းအသက်နဲ့သွားရမှာဖြစ်တယ်ဖခင်မျက်မှောက်ကိုအသက်တော်နှလုံးသားနဲ့ဖခင်ကလာဖို့အတွက်ဖိတ်ခေါ်နေတာဖြစ်တယ်ကျမတို့အသက်တာမှာတော့ဒီအံ့ဩဝင်သောအမှုတွေကိုဖခင်များများပြုဖို့အတွက်များများအချိန်ပေးပါများများသူနဲ့မွေ့လျော်ဖို့အတွက်အင်မတန်မှအရေးကြီးတာဖြစ်တယ်နောက်တစ်ချက်ကျမတို့ကြည့်အောင်ဖခင်သခင်ကရှေ့ရဦးဆောင်ဖို့အတွက်ဟေရှာအနာဂတိခန်းကြီး45နှစ်နဲ့3သင်ရှိမှငါသွား၍မြင့်သောအရက်ကိုညီစေမည်ကျ
ကျေးဝါတကားတို့ကိုချိုး၍တန်ကန့်လန့်တို့ကိုအပိုင်းပိုင်းဖြစ်ပြီးမောင်မိုက်လိုက်ရှိသောဘက်ကလုံခြုံစွာဝတ်ထားသောဥစ္စာတို့ကိုတင်အားငါပေးလိတို့ဖြစ်၍တင်ငါသည်တင့်ကိုနာမည်ဖြစ်ခေါ်သောဣသရေလအမျိုး၏ဖျားခင်ထာဝရဘုရားဖြစ်တော်မူကြောင်းကိုသင်သိရလိမ့်မည်ကျမတို့ရှေ့ကနေသူကအရှင်သွားမှာတဲ့ကျမတို့တော်ရဲသွားလို့ရှိရင်ဘာဖြစ်လဲလမ်းနဲ့ခုတ်ထွင်ပြီးတော့ရှင်းလိုက်ရနော်ဓာတ်တစ်ချောင်းနဲ့ကျမတို့သွားရတယ်ဖျားကလည်းလိုပဲတင်းရှိမှရှိနေတဲ့စိုးတွေကိုသူကိုယ်တိုင်ခုတ်မှာဖြစ်တယ်တင်းရှိမှရှိနေတဲ့ခလုတ်ကတင်းတွေကိုသူကိုယ်တိုင်ဖေးမှာဖြစ်တယ်ဒီမှာပြောထားတဲ့မြင့်သောအရက်ကိုညီစေနေတဲ့ပိတ်နေတဲ့တကားတွေဖျားဖွင့်ပြီအာမင်ဒီဖျားဟောတာလည်းသင်အော်စမ်းမှာတင်းရှိမှပိတ်နေတယ်လို့ထင်ရတဲ့တကားတွေသူကိုယ်တိုင်ချိုးဖြတ်မယ်လို့ဖျားကပြောထားတယ်ကျေးဝါတကားဆိုတာအင်မတန်မှခိုင်ခဲ့နေနော်ကျမတို့အရင်တော့ဆိုရင်မြို့ရိုးတွေမှာကျေးဝါတကားတွေတက်တယ်နန်းတော်တွေမှာကျေးဝါတကားတွေတက်တယ်အရန်ကိုနော်ထဲကိုထိုးဖောက်လို့တိတ်ခတ်တဲ့အရာဖြစ်တယ်ကျေးဝါတကားဆိုတာတော်ရုံလှမ်းနဲ့ကျမတို့ထိုးပြီးတော့ဝင်သွားလို့မရဘူးဘလောက်ပဲခက်ခဲဘလောက်ပဲအတားဆီးကြီးဖျားကကျေးဝါတကားကိုသင်အတွက်ချုံးမယ်လို့ဂရုပေးထားတယ်အာမင်တန်ကန့်လန့်တို့အပိုင်းပိုင်းဖြစ်မယ်လူအနေနဲ့ကတော့ဒီခါလေးကြောင့်ကျမတို့နော်အရှိမတားဆီးထားရပိတ်နေတဲ့အရာတွေကိုခက်ခဲတယ်လို့ထင်တယ်ဟာဖြစ်ပါမလားအစင်ပြေပါမလားဒါပေမဲ့ဖခင်ကပြောထားတယ်သင်အတွက်အဲ့ဒီတန်ကန့်လန့်တို့ကိုအပိုင်းပိုင်းဖြတ်မယ်လို့ပြောထားတယ်အာမင်နော်ကျမတို့အသက်တာမှာဖခင်ကိုကိုတော်အရှိကနေကိုဆောင်ပါကိုတော်သွားခိုင်းပါဖခင်အလုပ်ဖခင်ကိုလုပ်ခိုင်းပါလုပ်ပါစေတခါလေကျမတို့ဖခင်ရှိကနေအရင်သွားပြီးတော့မှလုပ်လိုက်သေးတယ်ပူနေတာအရင်ကိုတွေးပြီးတော့ကြောက်နေတာဖြစ်ပါမလားငါမှဒီလောက်ငွေလေးပဲရှိတယ်နောက်ထပ်အကြီးကြီးတွေနော် business တွေတက်လှမ်းနိုင်မှာမလားဖခင်ကပြောတယ်နောက်ဆုတ်လိုက်ပါတင်းရှိကဖခင်ကသွားချင်တာဖြစ်တယ်ပေးသွားလိုက်ပါဖခင်ကိုဘာအတွက်လဲတင်းအတွက်တင်းကောင်းဖို့အတွက်တင်းကောင်းကြီးရဖို့အတွက်ဖြစ်တယ်တင်းရှိကသူကချက်နော်ဒီတိုင်းတွေကိုဖြတ်ချမယ်မြို့ရိုးတွေသူကိုယ်တိုင်ချိုးပြစ်မှာဖြစ်တယ်အာမင်ဖခင်လို့ဖခင်ကိုပေးလို့လိုက်ပါဖခင်နဲ့လက်တွဲပါကိုရောနဲ့အတူသွားမယ်ကျမရဲ့ဘဏ်အကောင့်ကိုကိုရောပိုင်ဆိုင်ကိုရောယူပါကိုရောနဲ့ကျမနဲ့အတူတူလက်တွဲအလုပ်လုပ်မယ်ကျမအလုပ်မှာကိုရောအတူတူလက်တွဲအလုပ်လုပ်မယ်ကျမသွားတဲ့နေရာတိုင်းမှာကိုရောနဲ့အတူလက်တွဲအလုပ်လုပ်မယ်အဲ့ဒါဆိုသင်အသက်တာအောင်မြင်တယ်ဘယ်သူမှသိကိုပြောလို့မရဘူးသင်မအောင်မြင်ဘူးလို့ဘယ်သူမှပြောလို့မရဘူးဖခင်ကိုယ်တိုင်ဂတိပေးထားတာငါနဲ့သာလက်တွဲပါငါနဲ့ရှိကသွားပြရစီဖခင်သာသင်ရှိကသွားပြီဆိုသင်ဟာအောင်မြင်တော်သူဖြစ်တယ်မျက်နှာသာရတော်သူဖြစ်တယ်ကောင်းကြီးခံစားရတော်သူဖြစ်တယ်အာမင်မောင်မိုက်နိုင်ရှိတော်ဗျာခုနကကျွန်မပြောတဲ့ဗန္နာတွေကလေလုံခြုံစွာဝတ်ထားသောဥစ္စာလူတိုင်းမရတဲ့ကောင်းကြီးသင်ကိုဘုရားကပေးချင်တာဖြစ်တယ်အာမင်သင်ကိုနာမည်နဲ့သိတဲ့ဣသရေလအမျိုးဤဘုရားခင်ထားတော်ဗျာကျမတို့နော်လူကောင်းမြောင်များစွာရှိတယ်တယောက်နဲ့တယောက်အခုဒီမှာဆိုလို့ရှိရင်နာမည်အပြည့်စုံနော်သိချင်မှသိကြမယ်ဒါပေမဲ့ဘုရားကပြောတယ်သင်ကိုနာမည်နဲ့တကွငါသိတယ်တဲ့အာမင်သင်အသက်တာကိုဘုရားကသိစိတ်ဝင်စားတာသင်အသက်တာကိုဘုရားကလေနော်အတူတူအလုံးလုံးချင်တာအတူတူသွားလာချင်တာသင်နဲ့အတူတူသူကရှောက်လန်းသွားချင်တာကျမတို့မမြင်ဘူးသေးတဲ့နှစ်ကိုဘုရားကအတူတူသင်နဲ့ရှောက်လန်းချင်တာဖြစ်တယ်အဲ့ဒီဘုရားနဲ့ကျမတို့အတူတူသွားဖို့အတွက်ခွန်အားပေးလို့လေနောက်ဆုံးတစ်ချက်ကျမတို့ကြည့်ရအောင်သင်နဲ့အတူရှိပြီးတော့မှဆက်လက်ပို့ဆောင်ပေးပြီးဘုရားသင်ဖြစ်တယ်ဟေရှာယအနာဂတ်ကြံခန်းကြီး44နဲ့တိကနေနဲ့ယခုမူကားငါကြုံရကိုငါရွေးကောက်တော်သူဣသရေလနားထောင်တော်သင်ကိုဖန်ဆင်းတော်မူသောဘုရားဖွာစားကပင်သင်ကိုပြုပြင်၍နောက်၌လည်းမဆာလက်တဲ့သောထာဝရဘုရားမိန့်တော်မူသည်ကငါကြုံရကိုငါရွေးကောက်တော်သူယေရှုတော်မစိုးရိမ်နေနှုတ်ကပတ်တော်တွေမှာလေမစိုးရိမ်နေမကြောက်နဲ့ဂတိပေါင်းမြောက်များစွာရှိတယ်ကျမတို့နော်ဒီယုံကြည်သူသားသမီးတွေနှုတ်ကပတ်တော်ဖတ်ပြီးတော့ဖတ်တဲ့အချိန်မှာပဲသတိရတယ်စိုးရိမ်ပူပန်စရာတွေ့လာပြီဆိုလို့ရှိရင်ဘာဖြစ်လဲဟာပူတတ်ကြတယ်လောကလူတွေလို့ကျမတို့အသက်မရှင်ပါနဲ့ဘုရားကပြောတယ်တစ်ဆင့်မြင့်မှာသင်အသက်တာဝိညာဉ်ရဲ့နောက်တစ်ဆင့်မြင့်မှာဘုရားရဲ့စကားကိုတာ၍နားထောင်တော့အသက်တာများဖြစ်ဖို့အတွက်လိုအပ်တယ်ငါကြုံရကောင်းတယ်သင်ကိုဘုရားကလည်းရွေးကောက်ထားပြီးသားဖြစ်တယ်လူတိုင်းကသင်ကိုကြိုက်ချင်မှကြိုက်တယ်ကျမကိုလည်းလူတိုင်းကြိုက်ချင်မှကြိုက်တယ်ဒါပေမဲ့ဘုရားကပြောတယ်သင်ကိုနာမည်နဲ့တကွငါရွေးကောက်ထားတော်သူဖြစ်တယ်တဲ့
ရားတင့်ကိုတည်တယ်တင့်ကိုချီးမြှောက်ခြင်းတယ်တင့်ကိုစိတ်ဝင်စားတယ်တင့်ရဲ့မနဲ့ခင်းချင်းကားစားပြီးညအိတ်တဲ့အချိန်ဒီတင့်ကိုစိတ်ဝင်စားတယ်တင့်ကိုဖန်ဆင်းတော်မူသောဘုရားဖွာစားကပြီးတင့်ကိုပြုပြီးနောက်၌လည်းမဆာလက်တန်သောထာဝရဘုရားအာမင်ကျမမိခင်တွေဖခင်တွေကတော့ဆုံးသွားပါပြီသူတို့ကျမကိုမွေးထုတ်လိုက်တယ်ဒီကနေ့မှကျမကိုသူတို့မမဆာနိုင်ဒါပေမဲ့ဘုရားကဘာပြောတာလဲနောင်၌လည်းမဆာမယ်ဘုရားဖြစ်တယ်ဖွာကလေးကသင်မွေးလာကလေးကဘုရားရဲ့လက်တော်နဲ့သင်ကမွေးဖွာလာပြီးတော့နောင်၌လည်းမဆာမယ်ဘုရားဖြစ်တယ်မိဘတွေကတော့တနေ့တစ်ချိန်မှာတော့ဆုံးသွားကြပါပဲဒါပေမဲ့ကျမတို့နဲ့အတူအစင်မြဲရှိတဲ့ဖခင်ကနောက်မှာလဲတင့်ကိုမဆအောင်မယ်လို့ကတိပေးထားတဲ့ဘုရားဖြစ်တယ်။အာမင်။တင့်တတာမှာဒီကနေ့မှာဆိုရင်စိုးရိမ်စရာမလိုတော့ဘူး။ကျမတို့ဘာကြောက်နေရလဲ။ဆုံးလို့ရမတန်ဘူး။တင့်တတာကိုဘုရားသခင်ကဝမ်းသာဖို့ပျော်ရွှင်ဖို့အတွက်ပြောထားပြီးသား။စက္ကန့်တိုင်းမှာငါအတူရှိပြီးကောင်းချီးပေးမယ်လို့ပြောထားတဲ့ဘုရား။ကျမတို့စိုးရိမ်စရာတွေပူပန်စရာတွေကျမနှလုံးသားနဲ့မတန်ဘူးရုပ်ကြတယ်နှလုံးသားနဲ့မသိမ်းထားနဲ့သူတပါးမကောင်းကြောင်းပြောရရာတွေသိမ်းထားစရာလားအမိုက်တွေအမိုက်ပုံလေးထည့်လိုက်ပါအာမင်ကျမတို့အသက်တာတွေခေါ်အားမဖြစ်တဲ့အရာတွေချထားလိုက်ပါတော့ဘိုင်ဘိုင်လုပ်လိုက်တော့ကျမတို့လောကအသက်တာကိုကြည့်မယ်ဆိုလို့ရှိရင်တော့သူတို့ရွေးချယ်တောတုံနဲ့ခေါင်းမတော်မူပါသူ့မိန်းမကနောက်ကိုလဲမကြည့်နဲ့လို့ပြောတဲ့အခါမှာကောင်းကင်တပန်းပြောတယ်နော်သွားကြမယ်ထပ်တော့မယ်အဲ့ဒီမျိုးကပြည့်စည်နေပြီကဲနဲ့လောင်နေနော်မီးတွေတခါကြားတော့မယ်လို့ပြောတယ်အဲ့ဒီလောတာမိသားစုကနော်ဖျားသခင်ကွယ်ခါချင်းရတယ်ထွက်ပြေးတဲ့အခါမှာနောက်ကိုလှဲမကြည့်နဲ့လို့ပြောတဲ့အခါမှာစားတိုင်းဖြစ်ပြီးတော့မှကြောက်ရွံ့ကြည့်လို့ကြံခဲ့တယ်ကျမတို့အသက်တာမှာလည်းနောက်လှည့်ကြည့်ပြီးတော့မတ်တက်ကြီးငုတ်တုတ်ကြီးမိနေတဲ့အသက်တာမဖြစ်ပါနဲ့ကျမတို့အသက်တာမှာဘုရားကစားတိုင်းဘဝနဲ့အသက်မရှင်စေခြင်းတင့်ကိုလှုပ်ရှားစေခြင်းသင်ဟာရုပ်ထုမဟုတ်ဘူးသင်ဟာကောင်းကြီးခံစားရတော်သူဖြစ်တယ်သင်ဟာအသက်ရှိတော်သူဖြစ်တယ်ဖခင်ရဲ့ဝိညာဉ်တော်သင်အထဲမှာရှိပြီးသားဖြစ်တယ်အာမင်အဲ့ဒီဖခင်ရဲ့ဝိညာဉ်နဲ့ကျမတို့အသက်တာကိုဆက်ရှောင်လန်းသွားဖို့အတွက်ဒီကနေ့ကိုမောင်မရောက်ချင်းစရိုင်းကျမခွန်အားပေးလို့လေအသက်တာရောက်ကျမတို့တစ်ချက်တော့ဆက်ကြရအောင်